ရှင် day 8ဖြစ်ပါတယ်ရှင်ကဲကြက်ပဲရွေးအခြေခံအတွက်နီးမှာပေါ့နော်ဒီနေ့ဆိုလို့ရှိရင် day 8နောက်ဆုံးနေ့ဖြစ်တယ်ကြက်ပဲရွေးအတွက်နီးဖြစ်ပါတယ်ရှင်နောက်ဗီဒီယိုတွေကကြတော့ဒီကြက်ပဲရွေးတက်နီးလေးမတင်တော့ဘူးတခြားဟာလေးတင်ပေးမယ်ပြီးလို့ရှိရင်ပေါ့နော်ရောဒနဲ့ပေါင်းနိုင်ပါတယ်တင်ပေးမယ်ကြောက်ချိန်နှုတ်တိုင်းလည်းတင်ပေးမှာဖြစ်ပါတယ်ရှင်ဒါအခြေခံအတွက်နီးလေးဖြစ်တယ်ကြက်ပဲရွေးတက်နီးလေးကတော့ဒါကြက်ပဲရွေးနောက်ဆုံးနေ့ဖြစ်ပါတယ်အခုတော့မှရွှေစင်ပြောချင်တာကြက်ပဲရွေးလို့ဘာကြောင့်ခေါ်တာလဲဆိုတော့အရင်ပထမဆုံးရှင်းပြပေးမှာဖြစ်ပါတယ်ရှင်ဥပမာရွှေစင်တို့ကတကြမ်းနဲ့ငါးဘဲနဲ့လေးရွေးနဲ့တချင်းမဲထားကြပါစို့တချင်းမဲထားကြပါစို့ရှင်ဒီမိုင်းကိုမှကိုတွေးတဲ့အလေးချိန်ကြီးတောင်မှာပေါ့နော်ကိုတွေးလိုက်တဲ့အလေးချိန်ကြီးတောင်မှာတကြက်နဲ့ငါးဘဲနဲ့လေးရွေးဒီသုံးကြီးပေါ့နော်ဥပမာအနေနဲ့တကြက်နဲ့ငါးဘဲနဲ့လေးရွေးနဲ့တချင်းရှိရဆိုမှတော့ကြက်ပဲရွေးကိုတွေ့ပြီဒီနော်ကိုကအလေးချိန်ကိုရှိမှာတစ်ချက်နဲ့ငါးပဲလေးရွေးပဲရှိရှိငါးချက်နဲ့ငါးပဲလေးရွေးပဲရှိရှိခုနှစ်ချက်သားပဲရှိရှိဘလောက်သားပဲရှိရှိပေါ့နော်ခုနှစ်ချက်နဲ့ငါးပဲနဲ့လေးရွေးပဲရှိရှိကြိုက်တဲ့လောက်အလေးချိန်ရှိပါစေကြက်ရယ်ပဲရယ်ရွေးရယ်တွေ့ခဲ့မယ်ဆိုလို့ရှိရင်ရှိခဲ့မယ်ဆိုလို့ရှိရင်ကြက်ပဲရွေးပုံနေနည်းကိုပဲသုံးမှာဖြစ်ပါတယ်ရှင်ကဲဒါလောက်ဆိုရင်ရလောက်ပါရင်နော်ဒါဆိုရင်ပုံနေနည်းကိုသွားမယ်ရွေးအစား၈အပေါင်းပဲအစား16အပေါင်းကြက်အမြောက်ရွှေစည်းဖြစ်ပါတယ်ရှင်ဒီနေရာမှာရွေးအစား၈ရွေးရပုံနေနည်းနော်အပေါင်းပဲစား16ပဲရဲ့ပုံနေနီးအပေါင်းကြက်ဆိုတာဘီနေရာရောက်ပေါင်းတာလို့ရှင်စံပြောထားတာဖြစ်ပါတယ်ရှင်ဒီနေရာမှာရွေးစား8ပေါ့နော်ဘာဖြစ်လို့128နဲ့မစားဘဲနဲ့8နဲ့စားတာလဲဆိုလို့ရှိရင်ရှင်စင်ရှေ့ဗီဒီယိုမှာလည်းခဏပြောတယ်ပဲနဲ့ရွေးနဲ့ပေါင်းနေတယ်ဆိုလို့ရှိရင်အမြဲတမ်း8ပဲသုံးရမှာပေါ့နော်ကိုရဲ့ရွှေရဲ့အလေးချိန်ကြီးရတယ်မှာကြက်ပဲရွေးရှိနေမှာတော့ပဲရွေးရှိနေမှာတော့ကိုကရွေးစား8ကိုတုံးပြီပေါ့ရှင်နော်128ကဘယ်နေရာမှာတုံးအောင်မလဲဆိုရင်ရွေးတစ်ခုတည်းရဲ့ရွေးနဲ့ကြက်နဲ့နှစ်ခုပေါင်းနေရင်ဒါ128နဲ့တုံးအောင်မှာဘာဖြစ်လို့လဲဆိုတော့ဒီချက်တမ်းမှ128ရွေးရှိလို့နော်ဒါလည်းခဏပြောပြဖြစ်ပါတယ်ဒါဆိုရင်ပုံနေနည်းကအလွယ်လေးရွေးရဲ့ပုံနေနည်းကြက်ပဲရွေးပုံနေနည်းမှာရွေးပုံနေနည်းရွေးစား8ပေါင်းပဲစား16ပဲပုံနေနည်းအပေါင်းကြက်ကကြက်ပါပဲရှင်အမြောက်ရွှေစည်းဖြစ်ပါတယ်ဒါဆိုရင်ပုံနေနည်းလေးကိုနားလေတဘောပေါက်ပြီလို့မျှော်လင့်ပါတယ်ရှင်ဒါဆိုရင်ဆက်သွားမယ်ဥပမာပေါ့နော်ရွှေစင်ရဒီမှာရွှေလေးချိန်ချိန်လိုက်မှာဖြစ်ပါတယ်ကဲဒါဆိုရင်ရွှေစင်တို့ချိန်ငွေကိုဖွင့်လိုက်ပြီး MG1 လေးနဲ့ဥပမာအနေနဲ့ချိန်ပြမှာဖြစ်ပါတယ်ရှင်ဒီရွှေတုံးလေးကိုရွှေစင်တို့ချိန်ငွေပထမဆုံးပေါ့နော်ဒီမဲ့ဓတမရဲ့ရှိရဒီကြက်ဖြစ်ပါတယ်နော်ဒီနှလုံးဒီပေါ့နော်ဒီဓတမရဲ့နောက်နှလုံးဒီဒါပဲဖြစ်ပါတယ်ရှင်တစ်ချက်လေးငင်းလေးထားပြပါနော်နောက်တစ်ခုပေါ့နော်ဒီဒါလေးဒီဒါရွေးဖြစ်ပါတယ်နောက်ဆုံးတုံညခဏန်းလေးဒီဒါpoint ဖြစ်ပါတယ်ရှင်ရွှေစင်တို့ကလीနော်ကဲဒါဆိုလို့ရှိရင်တကယ်လို့ဒီချိန်ခွင်အလေးချိန်ကြည့်တာမရသေးဘူးဆိုလို့ရှိရင်ရွှေစင်ကိုကွန်မန့်မန်းလို့ရတယ်အလေးချိန်လောက်တာပြန်ပြပေးပါဆိုပြီးတော့မှနော်အခုဒါရွှေစင်ကဥပမာအနေနဲ့ပြပေးမယ်ဒီမှာအလေးချိန်ချိန်ခွင်မှာတင်လိုက်ပြီးကဲဒါဆိုလို့ရှိရင်ဒီရွှေရဲ့အလေးချိန်ဒီမှာသတ္တမရဲ့ရှိမှာကြက်ဖြစ်တဲ့အတွက်တစ်ချက်နဲ့3ပဲနဲ့ဒီမှာ point 8တောင်ဖြစ်သွားပြီပေါ့နော်အမှန်ဆိုတော့ point 7ပဲရှိရပါဒါရွှေစင်ဒီမှာလေတွေတအားဖောနေခါကျတော့လေတွေရောက်သွားလို့အဲ့လောက်ဖြစ်သွားတာเนาะအမှန်တော့ point 7ပဲရှိရပါရှင်ကဲဒါဆိုလို့ရှိရင်ဒီချိန်ဝင်ကြည့်နေလေးကိုရွှေစင်နောက်ဗီဒီယိုဖိုင်မှာတေချာလေးပြန်ရှင်းပြပေးပါမယ်ဒါဆိုရင်ဒီရွှေအသုံးလေးရဲ့အလေးချိန်ကရွှေစင်တင်လိုက်တာရွှေသုံးလေးရဲ့အလေးချိန်ကတစ်ချက်နဲ့3ပဲနဲ့ point 6ရှိပါတယ်ရှင် point 6ပါเนาะဒီမှာနားမလည်မှာမလို့ဒီလိုတေချာလေးပြတ်ထားတယ် point 6ဖြစ်ပါတယ်ကဲဒါဆိုလို့ရွှေစင်တို့ကပုံနေနေဖြစ်တဲ့ရွေးအစား8အပေါင်းပဲအစား16အပေါင်းကြက်ကိုအမြောက်ရွှေစည်းကိုတုံးမှာဖြစ်ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုရင်ဒီရွှေတုံးရဲ့အလေးချိန်ဒီတစ်ချက်3ပဲ point 6ရှိလို့ဖြစ်ပါတယ်ကြက်ပဲရွေးရှိလို့ဖြစ်ပါတယ်ဒါကြောင့်မို့ကြက်ပဲရွေးပုံနေနည်းကိုတုံးရမှာဖြစ်ပါတယ်ရှင်ဒါဆိုရွေးစား8ပေါင်းပဲစား16အပေါင်းကြက်အမြောက်ရွှေစည်းကြက်ပဲရွေးပုံနေနည်းခြိုက်ရေးလိုက်ပြီးဒါဆိုရင်ရွေးနေရာမှာရွှေစင်တော့ဘာကိုစားတွင်းမလဲရွေးနေရာမှာဒီမှာ point 6ပေါ့နော်point 6ဆိုတာတရွေးမပြည့်သေးပါဘူးရှင် point 10မှတရွေးပြည့်တာဖြစ်ပါတယ်ဒါပေမဲ့ရွှေစင်တော့ရွေးနေရာမှာပဲအစားထိုးတာဖြစ်ပါတယ် point ဘလောက်ပဲဖြစ်ဒီနေရာမှာ point ခဏအများကြီးပဲဖြစ်ရွေးနေရာမှာအစားတွဲမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်ရွေးနေရာမှာ 0.6 ပေါ့နော်ဒီနေရာမှာဥပမာရွှေစင်ပြောချင်တာဆိုရင်တော့ 0.6 လို့လဲထည့်လို့ရတယ်လို့ 0.6 လို့လဲရိုက်ထည့်လို့ရပါတယ်ရှင်တွက်နဲ့တူကို auto ပေါ်လာတာပေါ့နော်ရွှေတော့ဒီနေရာမှာpoint 6လို့ရိုက်ထည့်လိုက်မယ်ဆိုရင် 0.6 တူပေါ်လာပြီးဥပမာ3.6ရိုက်ထည့်မယ်ဆိုရင်ရတယ်ကဲဒါဆိုလို့ရှိရင်ရွေးနေရာမှာ0.6 ကိုအစားတွင်းမယ်အစား8နေရာ8အပေါင်းပဲနေရာမှာ3ပဲကိုအစားတွင်းမှာဖြစ်ပါတယ်အစား16က16အပေါင်းတစ်ကြက်နေရာမှာပေါ့နော်တစ်ကြက်နေရာမှာကြက်နေရာမှာတစ်ကြက်ကိုအစားတွင်းတာဖြစ်ပါတယ်ရှင်အမြောက်ရွှေစည်းလေးကရွှေစင်ကဥပမာအနေနဲ့ပေါ့နော်ဥပမာအနေနဲ့88သိန်းစည်းလေးနဲ့ပေးထားတာဖြစ်ပါတယ်ရှင်ရွှေစည်းလေး88သိန်းစည်းလေးနဲ့ပေးထားတာဖြစ်ပါတယ်ဒါဆိုရင်88သိန်းစည်းလေးနဲ့ဒါဆိုရင်လုံးကြည့်ရအောင်နော်ဖြည်းဖြည်းလေးပြပြပေးတာဖြစ်ပါတယ်ရှင်ဒါရွှေစင်တို့ကဒါ 0.6 အစား8အပေါင်းပဲရကြောင့်3ပဲအစား16အပေါင်းကြက်တာတစ်ကြက်တာဖြစ်ပါတယ်အမြောက်ဈေးလေးက88သိန်းဖြစ်ပါတယ်ရှင်ဒါဆိုရင်ညီမချင်းဒီကဏ္ဍလေးရရှိတာဖြစ်ပါတယ်
ကဲတစ်ခေါက်ပြန်ပြ100နဲ့မှာပေါ့နော်4သိန်း9000နဲ့တင်း2000နဲ့မှာ200နဲ့မှ90ရရှိတာဖြစ်ပါတယ်ရှင်ဒီကနန်းဒီပေါ့နော်ဒီငွေပမာဏဒီကြက်သားဟုတ်မဟုတ်ရွှေစင်ပြန်တွက်ပြရင်မှဖြစ်ပါတယ်ဒီမှာရလာတဲ့ငွေပမာဏလေးကိုအစားဘလောက်နဲ့စားလိုက်မှလဲဆိုလို့ရှိရင်ရွှေစင်ပြောနေကြအတိုင်းကိုပေးခဲ့ရတဲ့ဈေးပေါ့နော်88သိန်းဈေးပေးခဲ့ရတယ်ဆိုရင်88သိန်းဈေးနဲ့အဲ့ကိုရတဲ့ငွေပမာဏကိုပြန်စားလိုက်မှဖြစ်ပါတယ်ရှင်ကိုရတဲ့အလေးချိန်ဟုတ်မဟုတ်ကိုပြန်စစ်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီဟာကိုပေးခဲ့ရတဲ့ဈေး88သိန်းဈေးနဲ့ပြန်စားလိုက်မယ်ဒါဆိုရင်ကိုက80နဲ့မှ8သိန်းဈေးနဲ့ပေးခဲ့ရပြန်စားလိုက်ညီမြချင်းကဲဒီမှာတမန်ရဲ့ရှိရဒီကြက်ဖြစ်တယ်နော်တစ်ကြက်ပါကဲဒါဆိုရင်တစ်ကြက်ရှင်တို့ဒီမှာတစ်ကြက်ရပြီမှန်ပါတယ်အဲ့အထိမှန်တယ်တမန်ရဲ့ရှိရ3ညဖြစ်မှဆက်သွားလို့ရမှာမို့လို့3ညဖြစ်အောင်ဆိုရင်လွယ်လေးအနှုတ်တစ်ပေါ့နော်တခုနှုတ်လိုက်ရင်တစ်ဆိုမှတော့တစ်နှုတ်လိုက်ရင်3ညဖြစ်ပြီလေကဲဒါဆိုရင်3ညဖြစ်ပြီကဲဒါဆိုလို့ရှိရင်ရှင်စင်တို့ကကြက်ရသွားပြီဖြစ်တဲ့အတွက်ပဲရှာမယ်တစ်ကြက်သားမှာ16ပဲရှိတဲ့အတွက်အမြောက်16ညီမြချင်း3ပဲရရှိတာဖြစ်ပါတယ်ရှင်တမန်ရဲ့ရှိမှာပဲလေးဟုတ်ပြီအလေးချိန်မှန်ရင်လား3ပဲမှန်ပါရဲ့နော်ကဲဒါဆိုလို့ရှိရင်ရှင်စင်တို့ကပဲရပြီဆိုရင်ရွေးကိုပြန်ချမယ်တမန်ရဲ့ရှိက3ညဖြစ်မှဆက်သွားလို့ရမှာမို့လို့3ဖြစ်နေမှာတော့နံပါတ်3နှုတ်လိုက်မှာပေါ့ခဏန်း3နှုတ်လိုက်မှာပေါ့ကဲညီမချင်းဒါဆိုရင်3ညဖြစ်သွားပြီဒါဆိုရင်ပဲ sorry ရွေးဆက်ရှာလို့ရပြီတပဲမှာ8ရွေးရှိတဲ့အတွက်အမြောက်8နဲ့မြောက်လိုက်တာဖြစ်ပါတယ်ညီမချင်းဆိုရင်တော့ 0.6 ရရှိတာဖြစ်ပါတယ်ရှင်ဒါဆိုလို့ရွှေစင်တွက်ပြတဲ့ဒီကနန်းဒီပေါ့နော်ဒီကြက်သားရမယ်မရရအောင်ဆိုတာဒီလိုနည်းနဲ့လည်းရှာလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုပြပြခြင်းဖြစ်ပါတယ်ရှင်နောက်ဗီဒီယိုဖိုင်တွေမှာရွှေစင်ကဒါဒီအယောရနဲ့ပေါင်းတာဒီကြောက်အလေးချိန်နှုတ်တာတွေကိုပေါ့နော်ဘောင်ချလေးနဲ့တကွရှင်းပြရင်မှဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ပေါ့နော်ရွှေပေါက်သေးရှာနီးဒီဒါရွှေစင်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ခြင်းအပြင်ပေါ့နော်ကြည့်တဲ့သူအားလုံးဗာစိတ်ချမ်းသာကိုကြမ်းပါစေနဲ့ပြည့်စုံပြီးတော့မှရွှေတနီးတွေကိုကျဉ်းကျဉ်းတွတ်တက်ကြပါစေလို့ရွှေစင်ကမျှော်လင့်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်